ကဘာကြီးမှာငိမ့်ချမ်းရေးတွေထွန်းကားလာစီဖို့မိုင်ပေါင်း2300ကိုလမ်းလျှောက်သွားနေကြတဲ့ဖုံဖုံများမင်္ဂလာပါရှင်ထူးခြားဆန်းပြတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်ယနေ့ကဘာကြီးမှာစစ်ပွဲတွေနဲ့မုန်တီးမှုတွေပိုများလာတဲ့အချိန်မှာလက်နက်မပါတဲ့ခြေတစုံနဲ့လူသားတို့ရဲ့စိတ်နှလုံးကိုတုန်လှုပ်စေခဲ့တဲ့လှုပ်ရှားမှုတစ်ခုရှိပါတယ်အဲ့ဒါကတော့ Walk for Peace ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ခြင်းမှာဒီလှုပ်ရှားမှုကိုဦးဆောင်ခဲ့သူတွေကနိုင်ငံရေးသမားတွေမဟုတ်သလိုအာဏာပိုင်တွေလည်းမဟုတ်ပါဘူးအမေရိကန်ပြည်ထောင်စုအတွင်းမိုင်2300အထိခြေလျင်ရှောက်နေကြတဲ့ဖုံးတော်ကြီးများဖြစ်ကြပါတယ်ဒီဖုံးတော်ကြီးတွေဟာအကြမ်းဖက်မှုကိုစန့်ကျင်တဲ့စကားတွေမပြောဘဲမိုင်ပေါင်း2300ကိုချီတက်နေကြပါတယ်သူတို့လက်ထဲမှာပါတာကသင်္ကန်းမေတ္တာတရားနဲ့လူသားချင်းစာနာမှုသာဖြစ်ပါတယ်မိုင်2300ဆိုတာကားနဲ့သွားရင်တော့ခရီးဝေးတဲ့အကွာအဝေးပါဒါကိုနေပူမိုးရွာအေးတန်တွေကြားမှာနေ့စဉ်ချီလျင်လျှောက်ပြီးလက်အတော်ကြာခရီးဆက်ခဲ့ကြတာဖြစ်ပါတယ်ဒီဖုံတော်ကြီးတွေကအာရှတိုက်ကဖုံဖုံတွေအများစုပါဝင်ပြီးဒီကဘာကြီးမှာငြိမ်းချမ်းမှုတွေကိုတတိပြုမိလာအောင်ရည်ရွယ်ချက်ပါအဲဒါကြောင့်သူတို့ရဲ့ခရီးစဉ်ကို Walk for Peace လို့နာမည်ပေးထားပါတယ်။ဖုံဖုံတို့ရဲ့ခရီးစဉ်ကတော့အောက်တိုဘာ26ရက်နေ့ကနေစတင်ခဲ့တာဖြစ်ပြီးအမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်Fort Worthကနေဝါရှင်တန် DC မြို့တော်ကိုရောက်အောင်လမ်းလျှောက်သွားမှာပါ။မိုင်ပေါင်း2300ကိုလမ်းလျှောက်မှာဖြစ်လို့၄လကြာမြင့်မှာဖြစ်ပါတယ်။ဖုံဖုံ19ပါးနဲ့အတူလိုက်ပါလာတာကတော့ခွေးလေးတစ်ကောင်ပါ။ဒီခွေးလေးကဖုံဖုံတို့နဲ့ခရီးစဉ်တစ်လျှောက်လုံးမှာလိုက်ပါပေးတာဖြစ်ပြီးနေ့စဉ်နေ့တိုင်းဖုံဖုံတို့နဲ့လမ်းလျှောက်နေတဲ့ခွေးဖြစ်ပါတယ်။သူ့နာမည်ကတော့အာလောကာဖြစ်ပြီးသူ့နာမည်ကိုဘာသာပြန်လိုက်ရင်အလင်းရောင်ဖြစ်ပါတယ်။ဖုံဖုံတို့ကဒီခရီးစဉ်တစ်လျှောက်မှာတနေ့ကိုတစ်နက်ပဲစွန့်သုံးပြီးလမ်းလျှောက်ကြတာပါ။လမ်းလျှောက်နေရင်းနဲ့လမ်းမှာရင်မတော်တဆဖြစ်တာကြောင့်ဖုံဖုံနှစ်ပါးကဆေးရုံတက်ရပေမယ့်ကျန်တဲ့ဖုံဖုံတွေကဆက်လက်လျှောက်လန်းနေကြပါတယ်။ဒီ Walk for Peace လှုပ်ရှားမှုရဲ့ရည်ရွယ်ချက်ကနိုင်ငံတကာနိုင်ငံနဲ့အတွက်မဟုတ်ပါဘူး။ဘာသာတစ်ခုရဲ့အတွက်လည်းမဟုတ်သလိုကမ္ဘာလူသားအလုံးအတွက်ငြိမ်းချမ်းရေးကိုတတိပေးချင်တာပါ။အကြမ်းဖက်မှုဟာအပြည့်မဟုတ်ဘူးဆိုတာပြသချင်တာဖြစ်ပြီးလူသားတိုင်းမှာမေတ္တာနဲ့နားလည်မှုရှိနိုင်တယ်ဆိုတာသက်သေပြချင်တာကြောင့်ဒီလှုပ်ရှားမှုကိုစတင်တာပါ။သူတို့လျှောက်တဲ့လမ်းကြောင်းတစ်လျှောက်မှာမြို့ကြီးတွေ၊ရွာလေးတွေ၊လမ်းဘေးအိမ်တွေ၊တက္ကသိုလ်ကျောင်းသားတွေတာမန်ပြည်သူတွေအမျိုးသားအမျိုးသမီးမခွဲကြဘဲလာရောက်ကြိုဆိုအားပေးခဲ့ကြပါတယ်။ဖုံဖုံတွေတန်းစီပြီးတော့ရှောက်လန်းနေတာကလူသားစိတ်ကိုပြောင်းလဲစေတဲ့မြင်ကွင်းဖြစ်ပါတယ်။တချို့နေရာတွေမှာလူတွေကဖုံတော်ကြီးတွေကိုမသိကြပါဘူး။ဘာသာမတူကြတာကြောင့်အထူးဆန်းတစ်ခုလိုဖြစ်နေပါတယ်။တချို့ဖုံဖုံတွေကဖက်နှံမပါပဲမိုင်ပေါင်းများစွာလမ်းလျှောက်လာတာကြောင့်ချက်ထောက်မှာအနာတရားတွေလည်းရှိပါတယ်။ဒီဖုံတော်ကြီးတွေထဲမှာသက်တော်80ကျော်တဲ့ထိုင်းဘုံကြီးတစ်ပါးလည်းပါဝင်ပါတယ်။အသက်ကြီးရင်းနေဖုံတော်ကြီးတွေကိုမြင်လိုက်တဲ့အခါလူအများရဲ့မျက်လုံးထဲမှာလေးစားမှုတနာကျင်နာမှုစဉ်းစားမှုတွေပေါ်လာခဲ့ပါတယ်။တချို့လူတွေကငါတို့အချင်းချင်းမုန်းနေဖို့တန်သလားဒီလိုနည်းနဲ့ဆန္ဒပြလို့မရဘူးလားဆိုပြီးကိုကိုပြန်မေးလာကြပါတယ်။ Walk for Peace ဟာစညိုးနဲ့ရိုက်ကူးထားတဲ့ဒရမာတစ်ခုမဟုတ်ပါဘူး။ကြော်ညာတစ်ခုလည်းမဟုတ်တဲ့အပြင်လူသားစိတ်ဆွမ်းအင်ကိုပြသတဲ့အဖြစ်အပျက်တစ်ခုပါ။အမေရိကန်လိုလူမျိုးစုံဘာသာစုံအမြင်ကွဲပြားမှုများတဲ့နိုင်ငံတနိုင်ငံအတွင်းမှာဒီလိုငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာတာကကမ္ဘာတဝန်းကိုသတင်းစကားတစ်ခုပို့နေတာဖြစ်ပါတယ်။ငြိမ်းချမ်းရေးဆိုတာမင်းခွန်းထဲမှာပဲရှိမနေသင့်ပဲလက်တွေ့ကျတဲ့နဲ့ဆိုတာကိုဖော်ပြလိုတာလည်းပါဝင်ပါတယ်။မုန်းတီးမှုမပါဘဲလေငြိမ်းချမ်းရေးအတွက်ရက်တီလို့ရတယ်ဆိုတာကိုဒီဖုံးတော်ကြီးတွေကပြသလိုက်တာပါ။မိုင်း2300ခရီးဟာလမ်းအကွာဝေးတသက်မဟုတ်ပါဘူး။လူသားတွေမေ့လျော်နေတဲ့ငြိမ်းချမ်းတဲ့စိတ်ကိုလှုံ့ဆော်ပေးလိုက်တာလေးဖြစ်ပါတယ်။ Walk for Peace ဆိုတာခြေထောက်နဲ့လျှောက်တဲ့လှုပ်ရှားမှုသားမဟုတ်ပဲစိတ်နဲ့လျှောက်တဲ့ငြိမ်းချမ်းရေးခရီးဖြစ်ပါတယ်။ကမ္ဘာကြီးမှာအပြည့်အဝငြိမ်းချမ်းရေးကလည်းအရေးကြီးသလိုအတွင်းစိတ်ငြိမ်းချမ်းရေးကလည်းအရေးကြီးကြောင်းဒီလိုလှုပ်ရှားမှုတွေကဖော်ပြနေပါတယ်။ထူးခြားဆန်းပြကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့နော်ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတစ်ခုခုညသွားပါစီနော်